အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးခြင်းစတန်လေးကတော့တင်ချိုင်းစောက်ကဝေမဆိုစတန်လေးပဲဖြစ်ပါတယ်ညာဦးပိုင်းကလေးကရွာထိပ်တင်ချိုင်းဘက်ကခွေးတွေတောက်လျှောက်ဦးနေတာမောင်ဖကတော့ဂယုမဆိုင်ပဲမြို့ကအပြန်ဆိုင်ကဲကိုခက်တွက်လေးပဲမောင်းလာခဲ့တယ်တင်ချိုင်းကုန်းအကျော်အပင်ကြီးအောက်ရောက်တဲ့အချိန်မှာတော့လမ်းဘေးမှာခါကုန်းနဲ့အဖွားဦးကြီးတယောက်လမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်တနာတာနဲ့ဆိုင်ကယ်ရက်ပြီးလိုက်ဖို့မလို့တော့ဖွားကြီးကခေါင်းကိုဖြည်းဖြည်းချင်းမောကြည့်လာတယ်သူ့မျက်နှာမှာမျက်လုံးတွေမရှိဘူးပြီးတော့သူ့လက်ဖောက်ကြီးတွေပဲရှိတယ်တော့မဟုတ်လူတယောက်ရဲ့ပေါင်ယူကြီးမောင်ကကြောက်တဲ့ကြားနဲ့ဆိုင်ကယ်ကိုအောင်းပြေးခဲ့ပြီမဲ့နောက်ကနေဟာဆိုတဲ့တန်ကြီးကပ်ပါလာတယ်တင်းရောက်လို့မှန်တဲ့ကြည့်လိုက်တဲ့အခါမောင်မရဲ့ကြောပြင်းမှာတွေးကြောင်လက်သေး900ကျန်နေခဲ့ပါတော့တယ်မင်္ဂလာညချမ်းလေးပါဒီနေ့တင်ဆက်ပေးမှာတော့တောနဲ့ထဲရဆုံးမဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ရှင်တောဝက်ပြစ်ထွက်ရင်တငယ်ချင်း3ယောက်တောနဲ့ထဲမှာလမ်းပြောက်သွားခဲ့တယ်ညီနဲ့လာတော့တောဆက်ကတဲဆုပ်ကြီးတစ်ခုကိုတွေ့လို့ဝင်လာကြတာပေါ့ဒါပေမဲ့အဲ့ဒီတဲထဲမှာထူးဆန်းတာကနိုင်ရန်တစ်ခုလုံးမှာတလိပ်ဆန်အယိုးစုတွေနဲ့လူစပင်တွေချိတ်ထားတာကိုတွေ့လိုက်ရတယ်ညတကောင်မှာအိပ်ပျော်နေတဲ့ကိုကျော်တယောက်ဘိုက်ထဲကအေးစိမ်လာလို့နိုးလာတဲ့အခါသူ့ဘေးမှာအိပ်နေတဲ့တငယ်ချင်းဇော်ကြီးမရှိတော့ဘူးတဲအနောက်ဘက်ကနေဖောက်ကျွတ်ဖောက်ဆိုပြီးအယိုးဝါနေတဲ့အတန်းကြီးကိုကြားလိုက်ရတယ်ကိုကျော်ကတုံတုံရီနဲ့တဲအနောက်ဘက်ကိုချောင်းကြည့်လိုက်တဲ့အခါသူ့မျက်လုံးကိုတော့သူမယုံနိုင်တော့ဘူးသပင်ရှည်ကြီးနဲ့အဖွားကြီးမျက်လုံးတွေကသွေးရောင်လွှမ်းနေတဲ့အဖွားကြီးတစ်ယောက်ဟာဇော်ကြီးရဲ့ခန္ဓာကိုယ်ကိုစုပ်ဖြဲပြီးအစိမ့်လိုက်ဝါစားနေတာဇော်ကြီးရဲ့ဘိုက်ကိုလက်သေးရှည်ကြီးတွေနဲ့ကုတ်ဖြဲပြီးဦးတွေကိုထုတ်စားနေတာဇော်ကြီးကတော့မသိတသေးနဲ့ညှိတွားနေတော့မယ်အဲ့ဒီဆုံးမကြီးကရုတ်တရက်ခေါင်းကို180ဒီဂရီလှည့်ကြည့်လိုက်ပြီးကိုကျော်ရှိရဲ့ဘက်ကိုသွေးရည်ပေးနေတဲ့ပါဇက်ကြီးနဲ့ပြုံးပြလိုက်တယ်နောက်တစ်ယောက်လာပြီပဲတဲ့ကိုကျော်နဲ့ကျန်တဲ့တငယ်ချင်း2ယောက်အသက်လူပြီးပြေးခဲ့ရတယ်တော်ရဲကနေလွတ်လာပြီမဲ့အိမ်မရောက်တဲ့အထိအဲ့ဒီအတန်းကြီးကနားရမထွက်ဘူးထူးဆန်းတာကကိုကျော်ရဲ့ဘိုက်ထဲမှာတခုခုလှုပ်ရှားနေတယ်လို့ခံစားရတာပဲစေးုံသွားပြီးဓာတ်မှန်ရိုက်ကြည့်တဲ့အခါကိုကျော်ရဲ့ဘိုက်ထဲမှာလူလက်ချောင်းလေးတွေသပင်အလိပ်ကြီးတစ်ခုရောက်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီဆုံးမကသူ့ကိုအသားစားယုံနေမကပဲဝိညာဉ်ပါစားပြီးကိုယ်ထဲမှာအညိုးတွေထားခဲ့တာပါကိုကျော်ဟာဘိုက်ထဲကနေအသားတွေကိုပြန်စားတာခံရရင်ရက်ဆက်ဆက်တေဆုံးသွားခဲ့ရပါတယ်ရန်ကုန်မြို့ကအဆောက်အအုံတစ်ခုမှာအခန်းကားနေတဲ့ကြော်ကြီးကလွန်ခဲ့တဲ့3ရက်ကစပြီးသူ့အခန်းထဲမှာအလွန်နံစော်နေတဲ့အပုံနဲ့တစ်ခုသူရနေတယ်ကျွတ်တည်တာလားဆိုပြီးရှားပြီးမှမတွေ့ဘူးထူးဆန်းတာကအဲ့ဒီအနန်းကည7နာရီကျော်ပိုပြင်းလာသူ့ကတင်အောက်ကနေထွက်လာတယ်လို့မျိုးပဲတညမှာသူအိပ်ပျော်နေခြေထောက်မှာအေးစိမ့်နဲ့စီးခဲ့တဲ့အရာတစ်ခုကလာထိတာကိုခံလာလိုက်ရတယ်လန့်နိုးပြီးတမင်းရဲ့လက်ထိုးကြည့်တဲ့အခါကတင်အောက်ကနေဖြူဖြော့ပြီးအရေကွန်တွေလန်နေတဲ့လက်ချောင်းကြီး9ချောင်းကကတင်အောက်ဘောင်ကနေလှမ်းဆွဲနေတာတွေ့လိုက်ရတယ်ကြော်ကြီးကြောက်လန့်နေတဲ့ကတင်ဘောကနေခုန်စင်းမှုကြိုးစားပြီးမှသူ့ခြေထောက်ကိုအေးစိမ့်နေလက်ကြီးကအတင်းဆွဲထားတယ်သူကတင်အောက်ကိုငုံကြည့်လိုက်မိတဲ့အချိန်မှာသူ့ဘဝမှာအကြောက်ဆုံးမြင်ကွင်းကိုမြင်လိုက်ရတယ်ကတင်အောက်မှာမျက်လုံးအိမ်ကြီးတွေပြုတ်ထွက်နေပြီးပါဇက်ကလည်းမေးယူပြုတ်ကရင်မအကြီးအဟားပြင်းနေတဲ့မိမတရေတကောင်သူ့ကိုစိုက်ကြည့်နေတယ်အဲ့ဒီတရေမရဲ့ခန္ဓာကိုယ်ကပုတ်ပွားနေပြီးလောက်ခုံလေးတစ်ဖွာဖွာနဲ့အဆိုးဆုံးကတော့အဲ့ဒီတရေမကကျမအေးတယ်ကတင်ပေါ်တက်အိပ်ပြရစီလို့အကွဲအတန်ကြီးနဲ့ပြောလိုက်တာပဲကျော်ကြီးအော်ဖို့ကြိုးစားပေမဲ့အတန်ကထွက်မလာတော့တရေမကကတင်အောက်ကနေတဖြည်းဖြည်းချင်းကိုတိုးထွက်လာတယ်သူ့ရဲ့ပုတ်ပွားနေမျက်နှာရဲ့ကျော်ကြီးရဲ့မျက်နှာနဲ့လက်တလုံးအောက်ကွာထိရောက်လာတယ်နောက်နေ့မနက်မှာအဆောင်ပိုင်းရှင်ကအခန်းထဲကိုလာဖွင့်တဲ့အခါကတင်ပေါ်မှာကြော်ကြီးရဲ့အလောင်းကိုတွေ့လိုက်ရတယ်ထူးဆန်းတာကကြော်ကြီးရဲ့ရုပ်လောင်းတညာတည်းပုတ်ပွားပြီးမျက်လုံးတွေပြုတ်ထွက်နေကြတယ်ကတင်အောက်ကတရေမရုပ်တင်တိုင်းဖြစ်နေတော့တယ်